ဘာစကားမှမပြောပဲသူတို့ကိုထူးထူးဆန်းဆန်းစိုက်ကြည့်နေတာကြောင့်စိတ်ထဲမှာတမျိုးရှိပြီးကားရှိအောင်ပဲပြန်လာခဲ့ပါတယ်လမ်းမအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Playpage Channel ရဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Admin K ဖြစ်ပါတယ်ဒီနေ့မှာကွန်မင်းနဲ့တငယ်ချင်းနှစ်ယောက်ကအဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာညင်းတဲ့တကောင်ကာမောင်းလာကြပါတယ်နေချင်းပြန်ခရီးဖြစ်ပြီးအပြန်မှာပင်ပန်းလာနေကြတဲ့အချိန်မှာရုတ်တရက်ကားကထူးရသွားပါတော့တယ်သူတို့ဘလို့ပဲပြင်ကြည့်နေတယ်မထူးကြလာတဲ့အပြင်ထူးဆန်းတာကလက်ခိုင်ပုံးလေးအလုံးမလုံးတော့ပဲဘယ်သူမှဆက်သွလို့မရဖြစ်နေပါတယ်ထိုအချိန်မှာလမ်းဘေးကမိအောင်ပြပြတဲဆန်တစ်လုံးကိုတွေ့လို့အကူကြီးတောင်းဖို့သွားခဲ့ကြပါတယ်ဒါပေမဲ့တဲတဲ့ကထွက်လာတဲ့အဖိုးဝင်နဲ့အဖောင်းဝင်ကတော့ဘာစကားမှမပြောပဲသူတို့ကိုထူးထူးဆန်းဆန်းစိုက်ကြည့်နေတာကြောင့်စိတ်ထဲမှာတမျိုးရှိပြီးကားရှိအောင်ပဲပြန်လာခဲ့ပါတယ်လမ်းမပေါ်မှာဖြတ်သွားဖြတ်သားကားမရှိသလောက်ဖြစ်နေချိန်မှာကားတစ်စီးဖြစ်လာတာတွေ့လို့အာကိုတချင်းနဲ့တားလိုက်ကြပါတယ်ကားကရက်သွားပေမဲ့တကားတွေပွင့်မလာပါဘူးကားတွေကစုံတော့ရကိုမင်းတို့ကိုမြင်လာတဲ့တေးလုံးမတက်တောက်ကန်တကြားဖြစ်ပြီးကိုမင်းတို့စီကိုလက်ညှိုးထိုးပြကားကိုအချိန်နဲ့မောင်းထွက်သွားရတော့တယ်ထို့အချိန်မှာပဲစိုးစက်ကအဖိုးဝင်နဲ့အဖောင်းဝင်နှစ်ယောက်ကကိုမင်းတို့ရဲ့အနောက်တစ်တဲ့မှာရက်နေတာကိုတတိထားမိလိုက်တာသူတို့ရဲ့ညနေရီကလည်းကြောက်စရာကောင်းနေပြီကိုမင်းတို့လည်းကြောက်တဲ့လက်ကြားနဲ့လှုပ်လို့မရအောင်ဖြစ်သွားခဲ့ပါတယ်အဲ့နောက်အဖွားကအရှိကိုတိုးလာတယ်ခီးတော့မနှောက်ရှက်ပါနဲ့တော့ကွယ်ကိုလည်းပြန်ကြည့်ပါဦးလို့ပြောလိုက်ပါတယ်အဲ့အချိန်မှာကိုမင်းကကိုယ့်ရဲ့လက်ကိုပြန်ကြည့်အချိန်မှာသူ့ရဲ့ပေးချင်နေတော့တွေ့ရသလိုဘေးကတငယ်ချင်းတွေကိုကြည့်လိုက်တဲ့အခါမှာလေကြောက်စရာကောင်းတော့ပူနဲ့ပန်းပြဖြစ်နေအောင်တွေ့လိုက်ရပါတယ်ကိုမင်းကဒီနေရာမှာသူတို့တငယ်ချင်းနှစ်ယောက်နဲ့တူကားအက်ဆီဒန့်ဖြစ်ပြီးတော့တင်ဆုံးခဲ့တော့ပြင်သတိရသွားပါတယ်အခုချိန်မှာတော့သူတို့ကညဘက်ဖြတ်တန်းနေတဲ့ကားကိုတားနေတဲ့ဝိညာဉ်နဲ့ဖြစ်ရှိနေပါတော့တယ်ပြိတ္တကြီးတို့ညဘက်အဝေးပြေးလမ်းမပေါ်မှာကားကိုတစုံတစ်ယောက်ကတားရဲဆိုရင်ဇက်လိုက်ပါလားတားမဟုတ်ဆက်မောင်းသွားမှာလားဖြေပေးခဲ့ပါဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Playpage Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ